ဂျပန်ရဲတွေကိုဖမ်းချင်လာအောင်မျက်စိနောက်စင်နေရများနံပါတ်1လွယ်ကိုရှေ့တင်ထားလိုက်လွယ်ကိုရှေ့မှာထားပြီးလွယ်တာကကျွန်တော်တို့လိုမြန်မာနိုင်ငံသားတွေအတွက်ကတော့တိတ်ပြီးမစိမ့်တဲ့အရာလေးတစ်ခုပါဟုတ်ပါလေလူကြီးမင်းက YBS တိုးစီရင်လူချက်တဲ့အခါမှာလွယ်ကိုရှေ့မှာမထားမိလို့ရှိရင်လူကြီးမင်းလွယ်တွေကပါလာတာလေးတွေကိုရေးဆက်ချလိုက်လို့ရပါပြီဒီချက်မှာဘာမှမပါရင်တော့ဓာတ်နဲ့ထိုးခွေခံရမှာပါဒါပေမဲ့ဂျပန်မှာတော့ဘယ်သူမှလွယ်ကိုရှေ့မှာထားပြီးမလွယ်ပါဘူးဒါပေမဲ့ချွင်းချက်အနေနဲ့ကတော့ယထာအရန်ချက်ရင်တော့ဘေးလူတွေအဆင်ပြေအောင်ရှေ့မှာထားပြီးလွယ်တတ်ကြပါလေဒီလိုယထာပေါ်မှာလွယ်ရှေ့မှာထားပြီးလွယ်တာကိစ္စမရှိပေမဲ့လူကြီးမင်းကမေ့ပြီးတော့ယထာအောက်ကအဆင်မှာလွယ်ကိုဒီတိုင်းရှိမှထားပြီးလွယ်လို့ရှိရင်တော့ရေးနဲ့တွေ့ရင်တော့ရေးကတန်ပြဝင်တယ်ဘာလို့လဲဆိုရင်တော့တင်ဟာနိုင်ငံသားဖြစ်တဲ့အပြင်ကိုဂျပန်တွေကလည်းလွယ်ကိုရှိမှထားပြီးမလွယ်တာကြောင့်တင့်ကိုလွယ်ထဲမှာတစ်ခုခုပါလာလားဆိုပြီးတော့မျက်စိစပွင့်ဝင်စုနေပါတယ်အဲ့ဒါကြောင့်လူကြီးမင်းကရေးရှိရောက်ရင်တော့လွယ်လေးကိုအနောက်မှာလွယ်ထားဖို့အကြံပေးကြပါလိမ့်မယ်ဘန်နေပြေးချင်းပုံမှန်ဂျပန်လူမျိုးဆိုရင်တော့ဒီလိုပြေးတာဘာမှမဖြစ်ပေမဲ့ကျွန်တော်တို့လိုနိုင်ငံသားတွေအတွက်ကတော့သူတို့ရဲ့အမြင်မှာမျက်စိစပွင့်ဝင်စုစီပါတယ်။ဒါတော့အပြင်ဂျပန်တွေကလည်းတိတ်ပြီးတော့ပြေးလိပြေးတာမရှိပါဘူး။ခက်တုတ်တုံတွေလမ်းလျှောက်နေကြတာများပါတယ်။ဒါပေမဲ့လူကြီးမင်းကနိုင်ငံသားဖြစ်တာကြောင့်ဒီလိုပြေးလာနေရင်တော့ရဲတွေကလူကြီးမင်းကိုပြစ်မှုတစ်ခုလုပ်ပြီးတခြားရဲစီကထွက်ပြေးနေတာလားလို့အထင်ခံရနိုင်ပြီးတော့စစ်မေးခံရနိုင်ပါတယ်။အဲ့ဒါကြောင့်လူကြီးမင်းကဂျပန်မှာကိစ္စထိဝရောက်နေတော့မှအိမ်သာပြေးနေတော့မှဖိနေကြုံပြီးတော့ခက်တုတ်တုံတွေလျှောက်ဖို့အကြံပေးနေပါတယ်ခင်ဗျာWhy are you running? Why are you running? တော့ရဲနေအကြီးချင်းစုံပြီးဂျပန်မှာအခင်းဖြစ်ပွားရာနေရာတို့ accident ဖြစ်တဲ့နေရာတို့ဆိုလို့ရှိရင်ရဲတွေရှိနေတတ်ပါတယ်အဲ့ဒီအချိန်မှာတင်ဟာဆက်စုချင်းစိတ်နဲ့အများသွားပြီးတော့ရဲနဲ့မျက်လုံးချင်းအကြည့်စုံနေတော့တင့်ကိုတန်တရားဝင်နေပါတယ်အဲ့လိုအကြည့်ချင်းစုံတဲ့အချိန်မှာတင်ကထွက်ပြေးတဲ့ပုံစံမျိုးဖြစ်သွားရင်ရဲကတန်တရားဝင်ပြီးတော့လူကြီးမင်းကိုစစ်မိပါလိမ့်မယ် accident ဖြစ်မှမဟုတ်ဘဲနဲ့ဒီတိုင်းနေနေနဲ့လေရဲတွေကကင်းနေတတ်တာမို့အဲ့လိုအချိန်မှာလူကြီးမင်းကရဲလေးကအစင်လေးလိုချောလိုက်တာဆိုပြီးတော့နှောက်ဦးထမိရင်တော့လူကြီးမင်းနဲ့အကြည့်ချင်းဆိုပြီးတော့စစ်မိအောင်ခံရနိုင်ပါတယ်ဒါကြောင့်အစင်မြင်တာနဲ့ငဲကျင်တဲ့လူကြီးမင်းအနေနဲ့ကတော့ရဲကိုတော့အလူပေးဖို့တော့အကြံပေးနေပါလိမ့်မယ်နံပါတ်4စပိန်မြောက်စီမြန်မာနိုင်ငံမှာစပိန်ပေါ်လူမြောက်စီရင်ဘာမှမဖြစ်ပေမဲ့ဂျပန်မှာတော့ဒါတားမြစ်ထားပါတယ်ဒီတားမြစ်ချက်ကတခြားနိုင်ငံတွေမှာရှိမှန်းတော့မသိပေမဲ့ဂျပန်မှာပဲကျွန်တော်ကြားဘူးပါလေဟုတ်ပါလေလူကြီးမင်းကစပိန်ကို2ယောက်စီရင်ရဲရှိမှမိရင်တော့အဖမ်းခံရမှာပါရဲမရှိရင်တော့ဘာမှမဖြစ်ဘူးဆိုပေမဲ့မိရင်တော့တင်ဟာနိုင်ငံသားမှုဖွင့်လွတ်တဲ့အနေနဲ့သဘောကောင်းတဲ့ရဲဆိုရင်တော့တတိပေးစာအဝါရောင်စာရည်လေးပေးပြီးတော့ပြန်လွတ်မှာပါနောက်ရှိပါသေးတယ်ဂျပန်ကလမ်းတွေကဘယ်မောင်းနေများပါလေမြန်မာမှာနဲ့ဆက်ကြည့်ပါမြန်မာကတော့ညာမောင်းပါအဲ့ဒါကြောင့်ရဲရှိမှတင်ဟာလမ်းမယူထိုင်တဲ့အဖမ်းခံရနိုင်ပါလေအဲ့ဒါကြောင့်ဂျပန်မှာစပိန်စီရင်ချစ်သူလေးနဲ့2ယောက်တည်းလိုချင်နေဆိုတဲ့လူကြီးမင်းအတွေ့ကတော့အခုကတည်းကလက်လျှော့လိုက်ရပါခင်ဗျာအဲ့ကြောင့်ဖေတော့အတူတူဆိုတဲ့ဇုံလေးတွေအတက်ကတော့ဒီစီကလေးရှိနေတာကျွန်တော်ကြောင့်ဆိုးဆက်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်အခုလုပ်ပေးနေတဲ့ဗီဒီယိုလေးကကျွန်တော်ရေးကြိုက်တဲ့ content creator LinkedIn Universe ကိုအခြေခံပြီးလုပ်ထားတာပါခင်ဗျာဟုတ်ကျွန်တော်နောက်လေဒီလိုမျိုးဂျပန်နဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ထားပေးလို့ရပါခင်ဗျာဟုတ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်တတား